Yes ရပြီ Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Minecraft ဆော့ပြသွားမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့SWAT လှည့်ရန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကပြီးတော့ကောင်းတော့တာပေါ့နော်နောက်တော့ချိန်ပြရအဲ့လောက်ချိန်ပြရတယ်အတေးဆော့ရတော့နော်တော့ဘလို့လဲဆိုတော့ပြမယ်ပေါ့နော် Oh what the what down ပါပဲကျွန်တော်စကလီဖောက်တာအဲ့တော့ yes လစ်လိုက်တော့ဟိုထည့်လိုက် thank you ထည့်လိုက်Yes, yeah. Hey, let's go. ဒီမှာပေါ့နော်ကျွန်တော်တစ်ခုချင်းစီလိုက်ပြပါမယ်။စိုက်ခင်းပေါ့နော်။ဟိုဖျဲသီးတွေတော့ပေါက်နေ။အော်မရိတ်တော့။ဒါနဲ့ဟိုနာကဘာလို့ပေါက်နေ။ I don't know. ဒီပြန်တော့တတမပြန်မယ်နေခဏလေးမင်းတို့နောက်လျှောက်အောင်မယ်ဟာယောတေးစတေးဒီမှာပေါ့နော်စကလီတာဖိုင်ဆောက်ထားပါတယ် HP ပိုရအောင်ပေါ့နော်သူတို့ကကြားတဲ့ပစ္စည်းဘယ်မှာကြည့်ရလဲဆိုတော့ဒီမှာကြည့်ရပါတယ်နေတော့ဟုတ်ပေါ့နော်ဒီမှာဘာရော what the ဒါကတော့ exit ပေါ့ဆိုနော်ဒါကတော့ပြန်ထွက်တာဒီမှာကျွန်တော်ဒီမှာစူးစမ်းပစားဆောက်ထားတဲ့အိမ်လေးဒီမှာပေါ့နော်ဒီဥစ္စာအသေးချထားတာပေါ့နော် netherite တွေအသေးချထားတာ wait ဘယ်ရအရာတက်ဒီမှာနော်သူတို့တွေက trade တယ်ပေါ့နော် trade တယ်ဒီနေရာမှာဖနားမှာတက်တယ်ဟာစိတ်တောင်မကောင်း skip that respawn point ဆက်လာနော်ကျွန်တော်စူးစမ်းပန်းစားကိုရှာထားတဲ့ဥစ္စာကြီးပေါ့နော်ဒီခေါ့အပိုက်ကဘယ်ကနေရလဲဆိုတော့ဟွာဗါလဲဝါတယ်ရှိတဲ့နေရာနေရတာပါအသေးလိုက်စုတာဝါလဲကျွန်တော်လိုက်တီးပါတယ်ဘာပေါ့နော်ကျွန်တော်တနင်္ဂနွေနဲ့ PVP ချလို့ရှိရင်သုံးလို့ရတဲ့စိတ်ပလင်းနေဒီမှာပေါ့နော်ကျွန်တော်အန်ချန်တာတွေအကုန်ပြပေးမယ်ဒီမှာအုတ်ထုတ်ကဒီလိုဒီမှာ fire ဟိုအင်ကြီးဒီလိုဘောင်းကြီးဒီလိုဟိုဖနာကဒီလိုဒီမှာအင်ကြီးကနာမည်တော့မသိဘူးပေါ့နော်ဒါပါပဲဒါကတော့ဟိုစပိုက်ဒါတွေတက်တဲ့ထားပေါ့နော်ဒါကတော့ကျွန်တော်လက်စီသုံးမဲ့ထားပေါ့နော်ဒါကတော့ဒိုင်းကာပေါ့ဒါကတော့ elytra ဒါကတော့ flint steel ဒါကတော့sheaf လာမသိဘူးအဲ့လိုအတန်းထားဒီမှာဒီဒိုးလေးကကျတော့3လုံးပြူပေါ့နော်3လုံးပြူဖြစ်ချင်တယ်ဆိုရင်တော့ MUL လို့ရိုက်ချလိုက်ပါစောက်တော့ပေါ်လာပါလိမ့်မယ်အဲ့ဒီဥစ္စာဒူးလေးမှာတက်လို့ရပါတယ်ဒါကတော့ရှောက်တတ်တာပါနော်ဒိုင်းမွန်နေကကျတော့ကျွန်တော်အသေးရှာထားတာပါဘူးမလားမကိုးပါနဲ့ဒီမှာပေါ့နော်
ဒါတော့အခက်ဆုံးကဘာလဲသိလားဒီမှာဒီဥစ္စာတွေပဲကျွန်တော်တကယ်ချင်းဝင်လာစီဒီပါသူ့အတွက်လောက်တာပြီအန်ချန်နေတွေဆောင်းရခါမိုက်တာလေသိလားဒီကနေပြီးချောင်းပြီးပြက်ရတယ်အပြင်ချောင်းပြီးပြက်လို့ရတယ်ဒါကြတော့ဘာလို့ကထဲတာဟဲ့နေမှာကျွန်တော်ဘာမှတော့မဝတ်ထားဘူးဘာမှလည်းမလုပ်ထားဘူးကျိုးစားပတ်သားကိုထောက်ထားတာပေါ့နော်အရင်ဘလော့ရေးစီလဲကျိုးစားပန်းသားကိုယူထားတာယူထားဇူမီတွေရန်နေပြီးယူထားပါတော့အော်ဒီရှစ်ပဲဗီဒီယိုရရင်ဘာဖြစ်လို့intro ဝင်ရတယ်တတနေခါမတတ်တာဒီတော်သေးရဲ့ what the ဖျဲသီးအများကြီးပဲဖျောင်းသီးတွေရောဖျောင်းသီးနဲ့ဖျဲသီးလည်းရောဟာဘိုးရဲအပိုင်းနဲ့ငါထတော့ပူချမ်းသေးတယ်သူတို့ကကိုရအပါနဲ့အာမနဲ့ငါကြောင့်နေသားရအာမနဲ့မနကဲဆိုကျွန်တော်သားတာကျွန်တော်နဲ့ချိတ်ဆော့ခြင်းနဲ့ဆိုရင်တော့ဘာလုပ်ပြအောင်လဲဆိုတော့ဘာမလုပ်ဘူးပါနဲ့အကောင့်ဝင်ပြီးတော့လာချိတ်ဆော့လို့ရတယ်ဟာဒီကောင်လေးချော်ပြီးရ6ကနေပြီးတော့2တုံးရအဲ့ဆိုချင်ငါဝင်မယ်ငါဝင်မယ်တဒီမှာ train ကျွန်တော်သုံးတဲ့ပစ္စည်းတွေအကုန်သုံးပါရဲ့ yes ဟာတေးရောကုန်ဝိုင်းဘာမှမသုံးရသေးဘူးဟာရှောတန်ပါရဲ့ဒါပေမဲ့ဟိုကျွန်တော်တို့ဒီအခုခိုင်ထားတဲ့ဆောင်းကကြဘလို့အလုပ်လဲဆိုတော့အမင်းကနေပြီးပြုတ်ကြတဲ့တန်ခံရပါတယ်ဒီမှာကျွန်တော်တို့ဒီမှာ yes ညရပါရဲ့ကျွန်တော်ချိတ်ဆက်မယ်လို့တို့တင်းကြမယ်လို့တော့ထင်တယ်ကျွန်တော်အဲ့ရဘလို့ထင်တယ်ထင်ကောမမရေးခဲ့ကျွန်တော်ကဘာရောင်ကြိုက်လဲဆိုတာကောမမရေးခဲ့မန္တလေးကကျွန်တော်ကပြရောင်ကြိုက်ပါတယ် my favorite blue what the fuck ôiတော်သေးတယ်နေသားရဲဝင်အောင်မလို့ညနေသားရဲမှာဘာမလုပ်တာပါအဲ့တော့ကျွန်တော်တခုစမ်းပြပါမယ်ဒီမှာကျွန်တော်မှာ water bucket တစ်ပုံးရှိရနော်တစ်ပုံးရှိရင်ကျွန်တော်ပြမယ်ခဏလေးတရုံးရှိရပါနော်ဟုတ်ပါဘူးဘက်ကတ်တစ်ခုရှိရပါနော်ကျွန်တော်တီးပြမီးလေးတုံးရှိရနော်
တို့ကြည့်လိုက်ပါရေကူးနေမယ်ရေတူးလို့ရတယ် yes ဒီမှာနော်တိတ်နေပါပြီအဲ့တော့ဘာဖြစ်သွားလဲဆိုတိတ်သွားပါတယ်ဒီမှာကြည့်လိုက်ဒီမှာပါနော်တိတ်သွားပါတယ်ဒါပေမဲ့ပျက်စီးမပြောက်သွားပါဘူးအဲ့ဒါဘယ်လိုလုပ်လဲသိလားသိလို့ချင်လို့ရှိရင်ကျွန်တော်ကဗီဒီယိုနဲ့တင်ပေးပါမယ်မနက်ဖြန်ခုကတော့ဘယ်နှနာရီထိုးပြီလဲမသိ7 နာရီထိုးပါပြီည7 နာရီပေါ့နော်ကျွန်တော်ကငန်းလေးတော့နာမဒါမဲ့ဘရိုတို့ပျော်အောင်လို့ဆိုပြီးတော့ကျွန်တော်ကဗီဒီယိုတင်ပေးနေရပါဒီကောင်လေးလက်နဲ့ရိုက်လို့လည်းရပါတယ်အောင်ဝင်တဲ့ကောင်ကတော့အမှားဆုံးဟာတက်မာလိုက်ခုံရွတ်ထားမှာသိမှာဒီတိုင်းမို့ဆောင်းနေဆိုတိကျပဲတော့ကောင်းလေးလာပြီ Yay so happy yippee Hello Pepe Kala ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်အားလုံးစောတိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်တော့တိခါပေးကြပါအားလုံးပဲ See you ဗျာ